ငါကအိမ်ရှင်ပဲငါအိမ်ငါခြံထဲမှာငါလှုပ်ရှင်တာလုပ်မယ်ဆိုပြီးတော့အိမ်ငှားနေရာကိုအတင်းဝင်ရောက်ဖျက်ဆီးခွင့်ရှိပါသလားအိမ်ရှင်အိမ်ငှားပြဿနာဆိုတာကျွန်တော်တို့ပတ်ဝန်းကျင်မှာခဏကြုံတွေ့နေရတဲ့ကိစ္စပါတချို့ကကိုပိုင်တဲ့နေရာပဲဆိုပြီးတော့ဥပဒေကိုကျော်လွန်ပြီးတော့လှုပ်ရှင်ရလုပ်တတ်ကြပါတယ်ဒါပေမဲ့ဥပဒေမှာတကယ်ရောအဲ့ဒီလိုလုပ်ပိုင်ခွင့်ပေးထားပါသလားဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတွေမဖြစ်မနေသိထားတဲ့အင်ရှင်အိမ်ငှားတရားရေးဇလန်တစ်ပုဒ်ကိုမျှဝေပေးသွားပါမယ်ဒီဇလန်ရဲ့မူရင်းစီရင်ထုံးကတော့1996ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်ကျင်မြိုင်နဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါနှစ်ပြည်မှုဆိုင်ရာပြင်ဆင်မှုစီရင်ထုံးဖြစ်ပါတယ်ဇလန်လေးကဒီလိုပါပြည်မျိုးကန့်နလန့်မှာဒေါ်ကျင်မြိုင်နဲ့ဒေါ်ရှူဝီဆိုပြီးသမင်းရောက်မှတော်ဆက်သူနှုတ်ရှိပါတယ်ဒေါ်ရှူဝီကတော့အင်ရှင်ပါဒေါ်ကျင်မြိုင်ကတော့သူ့စီကနေပဲခွဲဆက်ဂိုဒေါင်နဲ့အိမ်ကိုငှားရမ်းပြီးတော့လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါတယ်တနေ့1993ခုနှစ်မတ်လ18ရက်နေ့မနက်ပိုင်းဒေါ်ကျင်မြိုင်ဈေးသွားနေတော့မှပြဿနာကစပါတော့တယ်အင်ရှင်ဖြစ်သူဒေါ်ရှူဝီဟာရှန်လေးကိုရုတ်တရက်ဝင်လာပြီးတော့ဒေါ်ကျင်မြိုင်လုပ်ငန်းလုပ်နေတဲ့ပဲလှော်ဖို့အဆောက်အဦကိုရက်ွက်လူကြီးတွေတားနေတဲ့ဂျာကနေအတင်းဝင်ရောက်ဖျက်ဆီးပါတော့တယ်သွတ်တွေကိုခွာချတယ်တစ်တွေကိုယူသွားတယ်ဒီတော့ဒေါ်ကျင်မြိုင်ရဲ့ထင်းတွေပဲတင်စင်တွေဟာအမိုးအကာမရှိဘဲနဲ့မိုးတဲ့လေထဲမှာပစ္စည်းဆုံးရှုံးခဲ့ရပါတယ်ဒီလိုနဲ့ဒေါ်ကျင်မြိုင်ကမခံမရနိုင်ဖြစ်ပြီးတော့ဒေါ်ရှူဝီကိုပြည်မြို့နယ်တရားရုံးမှာပိုင်နဲ့ကျူးလွန်ပြီးအကျိုးပျက်စီးစေမှုပြည်မှုဆိုင်ရာဥပဒေပုံမှန်429နဲ့ဥတိုက်လျှောက်ထားပြီးတော့တရားစွဲဆိုခဲ့ပါတယ်တရားရုံးမှာစစ်ဆေးတဲ့အခါမှာဒေါ်ရှူဝီကဒီအဆောက်အုံတွေဟာသူ့ပိုင်တာဖြစ်လို့ဖျက်ဆီးပိုင်ခွင့်ရှိတယ်လို့ထုရှိပါတယ်ဒါပေမဲ့သက်သေအထောက်အထားတွေအရဒေါ်ကျင်မြိုင်ကငှားရမ်းပြီးတော့လက်ရှိလက်ဝယ်ထားအသုံးပြုနေတာထင်ရှားပါတယ်ဒါကြောင့်ပြည်မြို့နယ်တရားရုံးကဒေါ်ရှူဝီကိုပုံမှန်4နှစ်ခွန်အရပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီမှာစတာပါမြို့နယ်တရားရုံးကဒေါ်ရှူဝီကိုထောင်ဒဏ်ငွေဒဏ်မချဘဲနဲ့အသက်80အရွယ်အဖွားအိုဖြစ်နေလို့ဆိုပြီးတော့ပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်962တစ်ကကြီးအရာနောက်မလုပ်ဖို့ဆိုဆုံးမပြီးတော့လွှတ်လိုက်ပါတယ်ဒီအမိန့်ကိုတရားလိုဒေါ်ကျင်မြိုင်ကလုံးဝမကျေနပ်ပါဘူးအင်ရှင်ကလူကြီးတွေတားနေတဲ့ကြားကအတင်းအဓမ္မဖြစ်စီသွားတာပစ္စည်းတွေအများကြီးဆုံးရှုံးခဲ့ရတာကိုတက်ညာလွန်းရကြတယ်ဆိုပြီးတော့တရားရုံးချုပ်အထိပြင်ဆင်မှုထပ်မံလျှောက်ထားခဲ့ပါတယ်တရားရုံးချုပ်ကိုရောက်တော့တရားသူကြီးကအလွန်သေချာတဲ့ဥပဒေအဆုံးအဖြတ်ကိုပေးခဲ့ပါတယ်ဒီနေရာမှာဥပဒေပညာရဲ့ဘိုင်းလေးကိုနည်းနည်းရှင်းပြကြပါတယ်တရားခံတရားကိုပြည့်တယ်မချပဲပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်962တစ်ကကြီးအရာဆိုဆုံးမပြီးလွှတ်ပေးဖို့ဆိုရင်အချက်3ချက်နဲ့ကန့်ညီရပါမယ်တစ်အချက်ကတရားခံဟာအသက်အရွယ်နှုတ်နဲ့ငယ်ရည်သူဖြစ်ရပါမယ်ဒါမှမဟုတ်စိတ်သဘောမပြေဝသူဖြစ်ရပါမယ်နှစ်ချက်ကတော့တရားခံရဲ့နောက်ကျောင်းရာဇဝင်ကိုထည့်စဉ်းစားပါမယ်သုံးချက်ကတော့ကျူးလွန်ခဲ့တဲ့ပြစ်မှုဟာသိငယ်တဲ့ပြစ်မှုဖြစ်ရပါမယ်တဲ့ကဲဒီမှုကိုပြန်ပြီးတော့ကြီးလိုက်ကြအောင်ပါဒေါ်ရှူဝီဟာအသက်80အရွယ်ဖြစ်တာကြောင့်ငယ်ရွယ်တဲ့သူမဟုတ်ပါဘူးစိတ်သဘောမပြည့်သူလည်းမဟုတ်ပါဘူးပြီးတော့သူကျူးလွန်ခဲ့တဲ့သူတစ်ပါးပစ္စည်းစေမှုပုံမှန်4နှစ်ခွန်ဟာသိငယ်တဲ့ပြစ်မှုလို့သတ်မှတ်လို့မရပါဘူးဒါကြောင့်တရားခံကိုတက်ကြီးရွယ်ကိုဖြစ်အောင်သက်သက်နဲ့ဥပဒေကိုကွေ့ရှောင်ပြီးဆိုဆုံးမယုံနဲ့လွှတ်ပေးလိုက်လို့မရဘူးလို့တရားရုံးချုပ်ကသုံးသပ်ခဲ့ပါတယ်ဒါကြောင့်တရားရုံးချုပ်ကမြို့နယ်တရားရုံးရဲ့ဆိုဆုံးမပြီးလွှတ်တဲ့အမိန့်ကိုပယ်ဖျက်လိုက်ပါတယ်အဲ့ဒီအစားဒေါ်ရှူဝီကိုပြစ်မှုဆိုင်ရာဥပဒေပုံမှန်4နှစ်ခွန်ရပြစ်ဒဏ်အဖြစ်ဒဏ်ငွေ900ပေးဆောင်စေဖို့နဲ့ဒဏ်ငွေမဆောင်ရင်ထောင်ဒဏ်6လကြာခံစေဖို့ဆိုပြီးတော့အပြည့်အသက်အမိန့်ချမှတ်ခဲ့ပါတယ်ဒီမှုကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားမယ်အဓိကသင်ခန်းစာကတော့ကိုပိုင်တဲ့အဆောက်အဦပဲဖြစ်ဖြစ်ဆွေမျိုးပဲဖြစ်ဖြစ်တစ်ဖက်လူကတရားဝင်ငှားရမ်းထားတဲ့အချိန်မှာလက်လွတ်စပယ်ကိုယ်သဘောနဲ့ကိုအတင်းအဓမ္မဝင်ရောက်ဖျက်ဆီးပိုင်ခွင့်မရှိဘူးဆိုတာပဲဖြစ်ပါတယ်ဥပဒေဆိုတာအသက်ကြီးလို့ကိုပိုင်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့အလွဲတကူကြော်လွန်ခွင့်မရှိဘူးဆိုတာသတိပြုကြဖို့တိုက်တွန်းချင်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ